handstand ဆိုတာဓာတ်ပုံရရင်လှဖို့တက်လို့ပဲမင်းထင်တယ်တကယ်တော့ handstand ထောင်နိုင်ခြင်းဟာခန္ဓာကိုယ်အတွက် super power တစ်ခုရတာနဲ့အတူဘာကြောင့် handstand ကိုလေ့ကျင့်သင့်တယ်လဲဆိုတာဒီဗီဒီယိုမှာကြည့်လိုက်ရအောင်handstand ကနေရမယ့်အကျိုးကျေးဇူးနံပါတ်1 upper body strength ခန္ဓာကိုယ်တစ်ခုလုံးကိုလက်မောင်းရဲ့ထောက်အားပခုံးရဲ့တွန်းအား scapula ရဲ့ချုပ်အားတွေနဲ့ထိန်းထားရတဲ့အတွက်လက်မောင်းပခုံးနဲ့ကြောပြင်အပေါ်ပိုင်းကြွက်သားတွေကိုတပြိုင်နက်တည်းမှာတန်ပါလာအကျိုးကျေးဇူးနံပါတ်2 core stability ခန္ဓာကိုယ်ဇောက်ထိုးနေတဲ့အချိန်ခါးရဲ့အပေါ်ပိုင်းခြေထောက်နှစ်ဖက်ကိုမယိမ်းသွားအောင်ထိန်းထားနိုင်ဖို့ဘိုက်ကြွက်သား core ကိုညှစ်ပေးထားရတယ်အသုံးပြုရတဲ့အတွက် core ရဲ့တန်မာမှုကိုရတယ်အကျိုးကျေးဇူးနံပါတ်3 balance and focus ညီအပြင်မှာခြေထောက်နဲ့ထိန်းတဲ့ဟန်ချက်ထက်လက်နဲ့ထိန်းရတဲ့ဟန်ချက်ကအများကြီးပိုခက်ကျွန်တော်ခန္ဓာကိုယ်ဇောက်ထိုးဖြစ်နေတဲ့အချိန်မှာအုံနှောက်စီကိုသွေးလှက်ပတ်မှုနဲ့အောက်ဆီဂျင်ရောက်ရှိမှုကပိုကောင်းသွားတယ်ဒါစိတ်ဖိစီးမှုကိုရော့ကျစေပြီးတော့အာရုံစူးစိုက်မှုကိုလည်းပိုကောင်းလာစေအဲ့တော့တစ်ချိန်တည်းမှာပဲဟန်ချက်ထိန်းနိုင်စွမ်းနေလည်းပိုကောင်းလာနောက်ထပ်ကျွန်တော်အကြိုက်ဆုံးအကျိုးကျေးဇူးနံပါတ်4 confidence ဦးခေါင်းကအောက်ရောက်ပြီးဇောက်ထိုးဖြစ်နေတဲ့အနေထားလူများစုအတွက်စိုးရိမ်စရာတစ်ခုဖြစ်နောက်ပြန်လဲကြမလားဆိုတဲ့စိတ်ကပိုပြီးတော့ကြောက်စေအဲ့တော့မြေပြင်ပေါ်မှာဇောက်ထိုးရက်နိုင်ဖို့ကြောက်တဲ့စိတ်ကိုကြော်လွှားရတာမင်းရဲ့နေ့စဉ်ဘဝမှာအခက်ခဲတွေကိုရင်ဆိုင်ဖို့အတွက်စိတ်သက်ခွန်အားတွေကိုအများကြီးရတယ်အခုပဲ handstand ကိုစပြီးတော့လေ့ကျင့်လိုက်ရအောင်နောက်တဲ့ဗီဒီယိုနဲ့ပြန်တွေ့ You have one shot on stage, what you got to play, generic.